အောင်လို့ဆိုတော့ဘာအောင်ထုတ်အောင်လဲနောက်ထုတ်လို့ပြောရင်ဘာအောင်ထုတ်အောင်လို့ပြောတာလားမင်းကဘာဆောက်ချင်လို့လဲနောက်ဘယ်လိုလဲဘာအောင်ထုတ်ချင်အောင်ဒီတိုင်းပဲကောင်းလို့ကိုကြီးကျင်ငါပြန်ပြန်လိုက်တာနာမည်ကိုတချင်းနဲ့ခေါ်ပါဘယ်လိုတချင်းနဲ့ဘယ်လိုခေါ်ရလဲသူပြောပြီလေတော်ပြီတော့ဒီလိုခဏနေတော့သူသူရေးသူဒီကောင်လက်ပါမိတော့သူသူသူရေးသူဒီကညဘုံမှာပါကဲဘာမှမကပ်ပါဘူးညခုံးလေးအဲ့ဒါညခုံးဝေးဟဲ့မင်းကဘာကမယ်ညခုံးလေးကြည့်နေခေါ်လိုက်ခေါ်လိုက်ဘူးဘောမင်းညိုဟိုအဲ့နာမည်ကိုတချင်းနဲ့ပြောပြမယ်တချင်းနဲ့မှမင်းပါနော်မင်းရဲ့နာမည်ကြီးရမွေးမင်းကောင်းပါလေတိုင်းနေမင်းနေလုံးကဖမ်းချိတ်ပါလေနမလေးကအောင်မန်းယူအသားဝင်လေးနေအောင်မလုပ်ရငါနာမည်အောင်မန်းယူလေးမကောင်းဝင်တော့ဟုတ်တာ哎呀呀，说这，အဲ့လို你呀你们每个比民工嘛来办的，那让我办讲，那么你也没办我，你没အောင်မ你，နမလေးကအောင်မန်းယူမကောင်းတော့ကောင်းတယ်ကောင်းတော့ကောင်းကောင်း这အောင်မอยู่对吗？哎，ကျွန်တော်တို့ဟိုအိမ်နာနာလာတဲ့ပတ်စံအိမ်နဲ့အိမ်တွေ့တယ်ဒီအိမ်မှာတော့သောနာပါလဲဝိုင်းချစ်အောင်ဆိုတာတယောက်မောင်ကပြီးတော့ခုနကလာပေးရပါဒီမှာတအိမ်တကယ်လာပါကျွန်တော်你要这样吧，ရောက်တယ်ဒီအိမ်ထဲမှာဖုံးပါတယ်နော်ဟုတ်ပါမဲတောင်ပါဒီမှာဖုံးမဲတောင်ပါလာတော့ကိုရဘာလို့လဲအဲ့ဒါကျလို့ပြအဲ့ဒါကိုကျလို့ပြတော့ဒါပြီးစိတ်ဘူးပါဘူးစိတ်ကြိုလေးပဲပြောပြီးလေဒါဘူးပါလေဒီမှာအဲ့ဒါဘာလဲကိုဟောခုနကပတ်ဆိုင်အလူခံဆိုတော့ဟာလားမဖုံးမှာပါတယ်နော်အဲ့တော့ဖုံးလဲပါတယ်ဒီဟာကိုကျွန်တော်တာဝန်ရှိတဲ့ကိုကြီးနေရတာဝန်ရှိတဲ့ဘလူလာယူပေးတာဟုတ်ပါဒါယူပေးနေပြီဒါယူပေးဒါယူပေးတာပါနော်သူ့နာမည်ကိုမှတ်ထားပါသူ့ကိုကြည့်တာပါဒီပတ်ဆိုင်ပြောက်သွားတဲ့လူကဒါသူကလက်ခံပြီးယူပေးထားတာနော်အိမ်ညာနာမှာတွေ့ရတယ်နော်အဲ့တော့ဒါကတော့ဒီမှာမေးချင်ခဲ့တာလည်းဖြစ်နေတာပေါ့အေးမေးချင်ခဲ့တာလည်းဖြစ်နေတယ်ပတ်ဆိုင်တေတော့ပေါက်တာလည်းဖြစ်ချင်းအဲ့တော့ဒီကိုအထားပေးမဲ့ဒါဒီပွဲကင်းဖြစ်မှရေးအတွက်ဝိုင်းဝန်းကူပေးနေတဲ့အကူဖြစ်ပါတယ်အဲ့တော့ဒီကိုအထားပေးပါမယ်နော်ကျွန်တော်တို့ဒီကိုအိုင်ဖုန်းတော့မတွေ့ဖုန်းတော့တွေ့ဘာနော်အဲ့မှာဒီကိုကြီးဟောကျွန်တော်တို့ဆက်လို့နော်ဒီမှာတင်ထားမယ်နော်ပြီးတော့ကျွန်တော်အလုံးဆက်လုပ်မယ်နော်โอเคပါဟုတ်ဒီမှာကောင်းပြီးလိုက်တော့ကြာကျွန်တော်နောက်လေးပါအားရကိုကြီးဆက်ပြေးကျမဒီတိုင်းကိုကြီးဆက်ကိုကြီးလို့ခေါ်မယ်လို့သူပြောတာဟဲ့ဒီမှာခလေးစကားတော့ဆုံးအောင်ပါမယ်လို့မပြောညဆောတာတော့ငါဒီနေ့မှာထိုင်းနေတာငါကြတော့အရင်မကုန်ညီကသူ့ရေခေါ်တာညီငါမမမီးကြံဆောင်တာဟဲ့လားမမီးကြံအောင်ကြံဆောင်တာပါဘယ်နဲ့မှမဟုတ်ဘူးညီငါမမီးကြံဆောင်တာနင်းနာကလည်းငါငါတော့နေဟာတို့မှာရောင်းတော့မှာကြောက်တူတက်လာငါမမီးတာဟုတ်လားဟုတ်တယ်လေမသိဘူးဒီနေ့ကလည်းဟာတို့ရရမှာလေတို့လင်းများလောက်တန်းကခဏခဏကစားတယ်လေမြန်မြန်မြန်ကြားကြလို့ခလေးတွေဆိုတော့မသိလို့ကစားတော့တကယ်ချင်းကစားတယ်အဲ့ဒါတော့ချင်းကစားတယ်အဲ့ဒါလေတို့ဟိုရတဲ့ကညောင်ဝေးရမှာညနေကနေတက်ပါခွန်းနေကြတယ်မှတ်ပြီးတော့လားအမသိတာဟောအေးညီကမိန်းကလေးဆိုတော့တော်တယ်ငါယောက်ျားလေးဆိုမြေကြီးနဲ့မလို့ဖိတ်ပြီးပွန်းတာဟာဘယ်ထိတ်နေမလို့ဒီမဖိတ်လို့ဒီမဖိတ်ပြောတာကြီးမတဲ့ဒီမတယ်မပြောရင်ကြီးပြစ်နေခုနည်းနည်းမကြောင်းတာဟာနည်းနည်းမဘလို့ကျမဟာအေးကျမလေးဆိုတော့ကျမမင်းဆောတာပြောမင်းဟာရမှာတော့တကယ်ကျမကိုလိုက်ရှာကျမအရင်ကငါနဲ့ငါကချက်ချက်နဲ့ခေါ်တာလေးနင်းနာမည်ခွတ်တော်လေးငါတော့အချင်းအောင်ပြင်လိုက်တယ်ဗာလဲဗာခွတ်တော်ချက်အောင်မှာတော်ကြောဆိုတာလေဘာလို့တသွားဆိုစကပြောတာ तू ကစကအတူလေးနဲ့အဲ့ဒါကိုပြောတာမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါဆက်ပြေးကြည့်စားမယ်ကဲကြိုးစားကြမယ်ကဲဒီဘက်ကကိုကြီးတိုင်းကျော်အမေတိုင်းကျော်တော့ခေါ်တော့မင်းမင်းခေါ်တော့ဘာကြောင့်ဖင်းကိုပြောနေတာပဲဟင်းနေဖေးရမှာလေလာယူပြောတယ်မင်္ဂလာပါဒီပါလေးကိုတော့အစိမ့်နဲ့ဒီကဒီလိုမဆောက်လုပ်ကြကြလေးကအားပေးကြလေးဒီကျွန်တော်နောက်နေ့တက်မှာခေါ်လို့အားကြီးမှတယ်ဒီပါလေးဟုတ်ကဲ့ပါရှင်ဒီခါကျတော့မောင်ကိုဘယ်သူမှမချစ်ရပါဘူးဆိုရင်အဆူလေးနဲ့အကလေးနဲ့ဖြစ်ပြီးဒီအဲ့ဒါအဲ့ဒါမင်းပြောလို့ရတယ်ဘယ်လိုတော့တချင်းဆိုမှာမောင်တချင်းနေတယ်ဟ
မောင်လို့ဘယ်သူမှမချစ်ရပါဘူး အဲ့ဒါမချက်မှရောလို့သူတို့စကားလည်း ဆိုမလို့ဆိုပြီးတော့ကမယ်နော် ဟုတ်ပါပြီချက် သူတို့ဘယ်လိုလဲလို့နေရတဲ့သူစိတ်ဆိုးရထွေနေုံငယ်ဒီရဲ့ချောင်းမောင်ရဲ့မင်းရဲ့ရှောင်းလို့စိတ်ရင်းလာလို့ဒီတော့ကပြရပါရဲ့ချစ်လက်ဆောင်ရဲ့အိုင်မြတ်ရှိပါသစ္စာရှိပါညာပြီးတော့စိတ်ကိုရင်တွေ့ချင်မှမလေးချင်တော့ဖို့ပြလေစီတီထားတဲ့ကျမတို့ရှာရှုပ်ခဲ့ညမဲချုံနေနေဝိုင်းနေတဲ့မောင်တော်ရ
တဲ့ဒါနော်ဟဲ့ဘေးကမင်းကဘေးကမင်းဆိုဘောက်ခါချီတဲ့သူတင်ရင်ကမပြတ်စေရအုပ်စုကိစ္စကဘောပါအဲ့ဒါဒီလိုဟာဆက်ပါအတိတယ်ဒီဘာမှပဲမောင်မတို့မောင်ချင်ရဟေးဒီလိုပါကျွန်တော်တို့ဘောပါဒါမိသားစုလိုဖြစ်ပါဘူးဟုတ်တယ်ကကျွန်တော်ရှိမှပြောရလို့လေဒါမိသားစုလိုချုပ်ပြီးပြီလေနော်ဒါမနေ့ကတော့ရှိတယ်လို့နားလို့ဆိုအေးစိအတိတ်ကဝမ်းသာပါလေအဲ့တော့ရှင်းမှာတော့ကျွန်တော်တို့မြန်မာပြည်ဆိုတာလေနည်းနည်းပြားနော်စတေဂျူကတော့ကျွန်တော်ကြော့နိုင်တော့ကြော့လိုက်တယ်မနေ့ကတော့ရှိတယ်ကိုလိုပြကောင်းတယ်ဆိုပြီးပဲအတိတ်ကခုကပြောပါလေအမေလို့ဆိုတယ်ဝီးလာကြည့်ကြဝီးလာအားလုံးဝီးလာကြည့်ကြတာဆိုတော့တောင်းဆိုတာကတခုတော့မဖြစ်ဘူးပဲပြီးပါမယ်ဒါကတော့ချားဖို့ပါမယ်ကိုစတဲ့ကြီးကကျွန်တော်တို့ရတိတ်နဲ့တူတော်လို့နော်ဒီတော်လည်းဟာတာမိမိသားလေးရတိတ်နဲ့တူတော်ကဘာရတိတ်များလေးကျိုးဆောင်တယ်စက်ကြောင်တစ်ချင်းကိုလိုက်တယ်တော်လေးတိတ်နိုင်စက်သေးပါလို့လုပ်ခဲ့ဟုတ်ကဲ့တော်လေးတိတ်နိုင်တဲ့ဒီတွဲလို့ထည့်တော့ဟိုတချို့ပြိတ္တတွေကျတော့ကိုစတဲ့ပြိတ္တတွေအများကြီးရှိတယ်ဟောတောင်းဆိုတာလည်းရှိပါတယ်တော်လေးကိုသိနိုင်တဲ့အချင်းတို့ကစုံပေးပါလို့တော်လေးတိတ်နိုင်ရဲ့ကြည့်တဲ့ချင်းအေးရပြီဆိုတော့ချင်းကိုတို့လို့ရပါလေအဲ့ဒါကဘယ်အခုသိနိုင်ရဲ့အမှန်ကြောကြားတယ်အေးဒီကနေပြီးတော့အဲ့ဒါတိဆိုဆိုနဲ့ဒီဆိုကိုသိတာ